ကဲမနေ့တုန်းကဗီဒီယိုမှာကအာယုံကျော်အားနေတဲ့သူတွေဘလို့လက္ခဏာခံစားရလဲဆိုတာလေးတွေကိုပြောပြပေးသွားတယ်ဒီနေ့ဗီဒီယိုမှာကြတော့အာယုံကျော်အားနေတဲ့သူတွေဘလို့မျိုးကုသရမလဲပေါ့နော်တဘာဝနီလန်နဲ့ဘလို့ကုသရမလဲဆိုတာလေးတွေကိုပြောပြပေးမှာဖြစ်ပါတယ်ရှင်နံပါတ်1အချက်အနေနဲ့အာဟာရကိုလုံလောက်အောင်စားသုံးပေးဖို့ကအရင်အရေးကြီးပါတယ်နောက်ထပ်နံပါတ်2အချက်ကကြတော့အပန်းဖြည့်အနားယူတာမျိုးတွေလုပ်ပေးသင့်ပါတယ်တဘာဝနဲ့ထိတွေ့တဲ့ပုံစံမျိုးလေးတွေပေါ့နော်လုပ်ပေးတင်တယ်ဒီလိုမြေကြီးမှာဖက်နှက်မပါပဲလမ်းလျှောက်တာမျိုးလေးတွေလုပ်ပေးတင်ပါတယ်နောက်တစ်ခုကကြတော့အပင်စိုက်တာမျိုးလေးတွေကိုလုပ်ပေးတင်ပါတယ်ပြီးရင်တရားထိုင်တာပေါ့နော်တရားထိုင်တာကိုလုပ်ပေးတင်တယ်နောက်ထပ်ကိုဝါသနာပါတဲ့ဘယ်လိုပြောမှာတချင်းသားထောင်တာမျိုးလေးတွေလုပ်ပေးလို့ရှိရင်လည်းဒီအာယုံကျော်အားနေတဲ့လက္ခဏာလေးကိုတတ်တာစေတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီလေ့ကျင့်ခန်းကိုနှစ်သက်တဲ့လေ့ကျင့်ခန်းတစ်ခုခုကိုလုပ်ပေးတင်ပါတယ်နောက်တစ်ခုကကြတော့ဒီယောဂလေ့ကျင့်တာမျိုးလေးတွေကိုလည်းလုပ်ပေးတင်ပါတယ်နောက်တစ်ခုကကြတော့ဒီအရက်နဲ့စလိတ်ပေါ့နော်အရက်စလိတ်ကိုလုံးဝရှောင်ကျဉ်ဖို့အတွက်လိုအပ်ပါတယ်ရှင်ကဲဒါလေးတွေကကြတော့အာယုံကျော်အားနေတဲ့ဝေဒနာတွေကိုခံစားနေရတဲ့လူတွေဆိုလို့ရှိရင်ဒီတဘာဝနီလန်လေးတွေကိုတေချာလေးလိုက်လုပ်ကြည့်လို့ရှိရင်တကယ်တက်တာမှာဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်